ရှေးခေတ်ကကျန်းစာတွေကိုဘာသာပြန်နေဆိုတာဘလောက်တောင်ခက်ခဲတဲ့အလုပ်ဖြစ်မလဲဆိုတာစဉ်းစားကြည့်ဘူးလားဒီနေ့မှာတော့ Hebrew ကျမ်းစာကို Greek ဘာသာစကားဖြစ်ပြန်ဆိုခဲ့တဲ့ Septuagint လို့ခေါ်တဲ့ကျမ်းကိုပြုစုခဲ့သူတွေရင်ဆိုင်ခဲ့ရတဲ့စင်ခေါ်မှုတွေကိုအတူတူလေ့လာကြည့်ကြရအောင်ဟုတ်ပြီအဓိကမေခွန်းကဒါပါပဲဘာသာပြန်လို့မရတဲ့စကားလုံးတွေကိုဘလို့လွတ်ကြမလဲဒါကရှေးခေတ်ဘာသာပြန်သူတိုင်းကြုံရတဲ့အကြက်တဲတစ်ခုပေါ့အဲ့ဒီလိုဒီမေခွန်းကိုသူတို့ဘလို့ဖြေရှင်းခဲ့ကြပါလဲဆိုလာကနေပဲဆက်လိုက်ကြအောင်အချိန်ကာလကတော့ BC 300စု Alexandria မြို့ပေါ့အဲ့ဒီမှာမြို့ဆက်တဲ့အတွက်အရန်ကိုမြင့်တဲ့ Hebrew ကျမ်းစာတွေကို Greek ဘာသာစကားနဲ့နားလည်အောင်လုပ်ပေးဖို့တာဝန်ကြီးတစ်ခုပေါ်လာခဲ့တယ် Septuagint ဘာသာပြန်ကျမ်းစီမံကိန်းဆိုတာတမိုင်းမှာတကယ်ကိုအရေးပါပြီးအလွန်ခက်ခဲတဲ့လုပ်ငန်းကြီးတစ်ခုဖြစ်ခဲ့တာပါဒီလိုအကြက်အတဲကိုဖြည့်ရှင်းဖို့ဘာသာပြန်သူတွေရွေးချယ်ခဲ့တဲ့လမ်းကြောင်းကြီး၃ခုရှိခဲ့ပါတယ်။အဲ့ဒီလမ်းကြောင်း၃ခုကပဲဒီနေ့ကျွန်တော်တို့ရဲ့တင်ဆက်မှုမှာအဓိကအခင်းချင်းဖြစ်လာမှာပါ။ပထမဆုံးလမ်းကြောင်းကတော့အရှင်းဆုံးပါပဲ။ယင်းဤပြီးသားစကားလုံးကိုအသုံးပြုတာပေါ့။အဲ့တော့ငါးသုံးစကားလုံးဆိုတာဘာလဲ။အလွယ်ပြောရရင်ဘာသာပြန်မလုပ်ခင်ကာလတွေအကြာကြီးကတည်းကကုံတွယ်မှုတွေယဉ်ကျေးမှုဖလှယ်တာတွေကနေသဖြင့်ဂရိစကားတွေကိုရောက်နေပြီးသားစကားလုံးတွေကိုဆိုလိုတာပါဥမာအနေနဲ့ကြည့်လိုက်အောင် Hebrew စကားလုံးတွေဖြစ်တဲ့ကိုလာအိုရွှေအင်ဂျီရှေနဲ့နီလာကြောင်မြတ်ဆိုတဲ့စကားလုံးတွေပေါ့ဒီစကားလုံးတွေကဂရိစကားပြောတဲ့သူတွေကြားမှာအသားကျပြီးသားဖြစ်နေတော့ဘာသာပြန်သူတွေကတော့ဒါအလွယ်ကူဆုံးရွေးချယ်မှုဖြစ်ခဲ့တာပေါ့ဒီတော့ပြောရရင်ငါးသုံးစကားလုံးတွေဆိုတာဘာသာပြန်သူတွေအတွက်အလွယ်ဆုံးနဲ့အရှင်းဆုံးဖြေရှင်းနည်းတစ်ခုဖြစ်တယ်လို့ဆိုနိုင်ပါတယ်ကဲဒုတိယလမ်းကြောင်းကတော့ပိုပြီးစိတ်ဝင်စားစေတာကောင်းလာပြီတီထွင်ဖန်တီးမှုလမ်းကြောင်းပါအတန်တူစကလုံးတွေရဲ့အမှုပညာလို့တော့ခေါ်လို့ရတဲ့ဒီနီလန်ကတော်တော်လေးကိုစဉ်းစားပြီးလုပ်ရတဲ့အရေးချယ်မှုတစ်ခုပါအတန်တူစကလုံးထုံးတယ်ဆိုတာကမူရင်း Hebrew စကလုံးတဲ့အတန်ထွက်ကတော့ဆင်တူတယ်ဒါပေမဲ့အတိပ္ပယ်ကတော့လုံးဝကိုကွဲပြားခြားနားသွားတဲ့ Greek စကလုံးတစ်ခုကိုရွေးချယ်လိုက်တာမျိုးပါဒီနေရာမှာအဓိကကအတိပ္ပယ်မဟုတ်ဘူးအတန်ပဲဒီနီလန်ရဲ့အယုဒ္ဓရောက်မှုကို ICR channel ကဥပမာတစ်ခုမှာအထင်ရှားဆုံးတွေ့နိုင်ပါတယ်မူရင်း Hebrew ကျမ်းမှာကဘာမြေကြီးသည်အစိတ်စိတ်အမှားမှာကွဲပြက်လေပြီလို့ဆိုထားတာက Greek ဘာသာပြန်နေရောက်တော့ကဘာမြေကြီးသည်လုံးဝရှုပ်ထွေးသွားလိမ့်မယ်ဆိုပြီးအတိပ္ပယ်လုံးဝကိုပြောင်းသွားပါတယ်ဒီအတန်ထွက်ကိုဟဲ့နားထောင်ကြည့်ပါ Hebrew စကားလုံး ropar နဲ့ Greek စကားလုံး aphoria အတန်ထွက်က totally နီးစပ်ပေမဲ့အတိတ်မဲ့ကတော့လုံးဝမတူပါဘူးဒီတော့မေးစရာရှိလာတာကဘာလို့ဒီလိုနီလန့်ကိုတုံးခဲ့ကြတာလဲစာပေဖေးနဲ့လာပါအောင်တမင်ရွေးချယ်ခဲတာလားတောင်းမောင်အဒီပေမတိတဲ့စကလုံးတစ်ခုအတွက်အကောင်းဆုံးခန့်မှန်းချက်တစ်ခုအနေနဲ့သုံးခဲ့တာလားဒါကတော့ပညာရှင်တွေကြားမှာဒီနေ့အထိအငင်းပွားနေရတော့ပါပဲနောက်ဆုံးလမ်းကြောင်းတုံးကတော့တိုက်ရိုက်ပုံတူကူးချင်းပါဒါကတော့မူရင်းကိုအထင်းထင်းဆုံးဖြစ်တဲ့နောက်ဆုံးနီလန့်လို့ပြောမှာပါပုံတူကူးရေးချင်း transliteration ပေါ့ဆိုလိုတာကဘာသာပြန်တာမဟုတ်ဘူးမူရင်းစကလုံးရဲ့အတန်ထွက်ကူဘာသာစကားအသစ်ရဲ့အခရာတွေနဲ့တိုက်ရိုက်စာလုံးပေါင်းပြလိုက်တာပဲဒီနီလန်းကိုဘလို့အခြေအနေမျိုးတွေမှာသုံးလဲဆိုတော့အဓိကအဖြစ်သုံးမျိုးရှိပါတယ်လူနာမည်နေရာနာမည်တွေလို့ကျွမ်းယုံမိစီတဲ့နော်ဘီဘာသာရေးဆိုင်ရာအသုံးအနှုန်းတွေနောက်ဆုံးတစ်ခုကတော့အတိတ်ပဲမသိတဲ့ရှားပါးစကားလုံးတွေအတွက်ပေါ့ဥပမာဘာသာရေးအရန်ရေးကြီးတဲ့အသုံးအနှုန်းတွေဖြစ်တဲ့ပတခါဖွဲဥပုနှိနဲ့ခေရိုဗင်တို့လိုစကားလုံးတွေကိုဘာသာမပြန်တော့ပဲမူရင်းအတန်းထအတိုင်းဂရီချမ်းတွေကိုတိုက်ရိုက်ခိုးယူခဲ့ကြတာမျိုးပေါ့ဒါပေမဲ့ဒီနီလန်းမှာမထွန်းမထားတဲ့အန်တရီတစ်ခုရှိနေတယ်ပုံတူကူးဝဲထားတဲ့စကားလုံးတွေကိုနောက်ပိုင်းမှာလက်နဲ့ပြန်ကူးတဲ့သူတွေကမရင်ပြီးတော့ဒါမားနေတာပဲဆိုပြီးပြလိုက်တဲ့အခါဘာတွေဆက်ဖြစ်လာမလဲဒီဥမာကိုပဲကြည့်လိုက်ပါမူရဲ့ curafim ဆိုတဲ့စကားလုံးဟာ Greek စာကုစုတယောက်တော့ကဘာအသေးပြန်မှမရှိဘူးအဲ့ဒီတော့သူနဲ့ယဉ်နေတဲ့ Greek စာကလုံး curapeban ကုထုံးနဲ့အတန်းထွက်စင်းတဲ့ထန်ဒီပြင်ဆင်လိုက်ရောဒီအမားတေးသေးလေးတစ်ခုကမူရင်းချမ်းရဲ့အသေးပြန်ကိုလုံးဝပြောင်းလဲသွားစေခဲ့တာပါကဲဒီကုန်းချုပ်အနေနဲ့ဒီနီလန်ထုံးခုကဘာသာပြန်သူတွေစိတ်နဲ့သူတို့ရဲ့ရွေးချယ်မှုတွေအကြောင်းဘာကိုဖော်ပြနေတယ်လဲဆိုတာထုံတက်ကြည့်ရအောင်ပါတရားဘာသာပြန်သူတွေရဲ့လက်နက်ခိရိယာအစုံကိုဒီမှာမြင်နေပါတယ်လက်တွေ့ကြတဲ့ငါးသုံးစကလုံးတွေနဲ့တီထွင်ဖန်တီးမှုစံတဲ့အတန်းသူစကလုံးတွေနောက်ဆုံးမူရင်းကိုထိန်းတဲ့ပုံတူကူးရေးချင်းအထိနီလန်တစ်ခုချင်းစီမှာသူ့ရည်ရွယ်ချက်နဲ့သူရှိနေလာပါရွေးချယ်မှုတစ်ခုစီတိုင်းဟာဘာသာပြန်သူတယောက်ရဲ့ကဘာကိုဖွင့်ပြနေတဲ့ပြတင်းပေါက်တစ်ခုလိုပါပဲသူတို့ရင်ဆိုင်ခဲ့ရတဲ့စင်ခေါ်မှုတွေစံစာပေါ်ထားတဲ့ယူသေးလေးစားမှုတွေနောက်ပြီးတီထွင်ဖန်တီးပြီးပြဿနာဖြေရှင်းခဲ့ပုံတွေကိုဒီဘာသာစကားဆိုင်ရာလက်ပွေရာတွေနဲ့သဖြင့်ကျွန်တော်တို့မြင်နိုင်တာပေါ့
ဒါကြောင့်ဒီနီလန်၃ခုကိုအမြဲတရိယာပါငါးသုံးစကလုံးအတန်တူစကလုံး၃ချင်းနဲ့ပုံတူကူရချင်းဒီ၃ခုကလုံးဝမတူညီတဲ့ဖြစ်စဉ်တွေဖြစ်ပြီးတစ်ခုချင်းစီကဘာသာပြန်လုပ်ငန်းစဉ်ရဲ့မတူညီတဲ့ဇလန်တစ်ပုတ်စီကိုပြောပြနေတာပါ ဒီတော့ရှေးခေတ်ဘာသာပြန်သူတွေရဲ့ရွေးချယ်မှုတွေထဲမှာဒီလိုမျိုးတခြားပါလျော့ဖက်ချက်တွေများဆက်ပြီးပုံကွက်နေသေးမလဲဒါကတော့ဆက်လက်ပြီးလီလာစရာကောင်းတဲ့မင်းဟိုတစ်ခုပါပဲ